ကဲအဟောင်းပဲရောင်းဆိုတော့အစမ်းလေးတွေနဲ့လာမယ်ဗျဒီကတော့ iPhone 16 128GB blue color ပါနော် blue color ကမှလုံးဝလှတက်ပြက်လေးကျွန်တော်ကဖုန်းတစ်လုံးကိုလေပစ်စလက်ခက်မရောင်းဘူးဖြစ်တယ်လို့မရောင်းဘူးရှိကိုရှိတိုင်းပြောတယ်မကောင်းလို့ရှိမကောင်းဘူး battery လဲထားတယ်ဒီဟာလဲထားတယ်เนาะကျွန်တော်ဒီလိုရှောင်းပါတယ်ဗျာနော်ဆိုတော့ဘာလို့ကျွန်တော်လည်းဖုန်းရောင်းတာမလေးရှားမှာတက်ကြာပြီဆိုတော့ကဲကြည့်လိုက်ဗျာဒီမှာနော်128 okay battery ပြပေးမယ်ဗျ okay battery 100ကျန်ရတော့230 battery 100လုံးဝမကြသေးဘူးเนาะတစ်စက်မှမကြသေးပါဘူး okay အမခံရှိသေးတယ်အမခံကျွန်တော်ပြပေးမယ်ဗျ okay အမခံတော့အော်တိုဘာလ2026ထိရှိမယ်เนาะ okay ဒီမှာအမခံတော့အများကြံသေးတယ်အော်တိုဘာလထိရှိမယ် battery လည်းလုံးဝရှယ်ကဲတစ်ဝယ်မယ်ဆိုတော့ဒီကောင်လေး scan hand နဲ့တက်လေးပြဝယ်လိုက်ဆိုတော့ဝယ်သုံးမယ်ဆိုတော့ရအောင်တန်တာပါเนาะ scan hand နဲ့တက်ကကြတော့ဆေးအများကြီးกว่าတယ်လေ900 600 900လောက်กว่าတယ်ဆိုတော့ဒါလေးရှိမယ်ဗျကျေးဇူးတင်ပါတယ်